တခါကတောင်ယာလှုပ်လှုပ်ကင်ပြီးတယောက်တည်းနေတဲ့လယ်သမားလေးတယောက်ရှိတယ်။သူ့မှာမိဘသားချင်းတွေမရှိသလိုဇနီးမယားလည်းမရှိဘူးတဲ့။သူဟာလယ်တစ်ကွက်အိမ်တစ်လုံးသာရှိပေမဲ့ကြိုးစားတယ်။ဒါကြောင့်ရွာတွေကမိန်းမပြိုတွေကသူ့ကိုသဘောကျကြတာပေါ့။တော်ရင်ညနေဘက်မိမှန်လေးတို့ပိုင်းစီကိုအဖန်ကြီးလေးတောက်ဖို့လာအောင်နော်။ဒါပေမဲ့လည်းလယ်သမားကဘယ်မိန်းကလေးကိုမှပြန်မကြိုက်ဘူးတဲ့။အဲဒါကြောင့်သူဟာတကူတည်းလူပြိုကြီးဘဝနဲ့ပဲနေရတာပေါ့တနေ့တော့သူဟာလယ်ထဲထုံရက်လောက်ကင်နေတော့လေပြေတွေတိုက်လာတယ်ခဏကြာတော့သူ့ရှိကိုအေယာမတည့်ရွက်ကြီးတစ်ရွက်ကျလာတာတွေ့ရတယ်ထူးဆန်းပြီးကြီးမားတဲ့တည့်ရွက်မှုလယ်တော်ကအပြန်မှာသူ့အိမ်ကိုအမတ်တရယူသွားတယ်ဒီလောက်ကြီးမားလှပြီးလှပတဲ့တည့်ရွက်မျိုးတခါမှမတွေ့ဘူးငါအားတဲ့နေ့မှာဒီတည့်ရွက်ရဲ့အပင်ကိုတောထဲမှာလိုက်ရှာရမယ်ဒီလိုနဲ့နောက်တစ်နေ့မှာထမင်းဟင်းတွေချက်ပြုတ်ပြီးလယ်ထဲကိုအလုတ်လုတ်ဖို့လာတယ်ပြီးတော့လယ်ထဲမှာသူ့အလုပ်တွေကိုလုပ်တယ်အလုပ်လုပ်ပြီးလို့ညနေဆောင်တော့အိမ်ပြန်လာတယ်အိမ်ပြန်ရောက်တော့သူညစာစားဖို့ချက်ထားခဲ့တဲ့ထမင်းဟင်းတွေဘာမှမရှိတော့ဘူးဟင်ဘလို့ဖြစ်တာလဲမနက်ကတေးသေးချာချာအုပ်ဆိုင်ခဲ့တာပါအင်းလေရွာတွေကမရှိစင်းရဲတဲ့လူတွေတယောက်ယောက်လာဝင်ဆွားသားတယ်ထင်တယ်အင်းလေစားပါစေမရှိလို့စားသွားတာပဲငါကတော့ဒီညဖြစ်တယ်လို့စားလို့ရတာပဲဒါနဲ့နောက်နေ့မှလည်းထမင်းဟင်းချက်ပြုတ်ပြီးလဲထဲထွက်သွားပြန်တယ်ညနေပိုင်းပြန်ရောက်တော့စားစရာတွေမကြံတဲ့အပြင်သူ့အိမ်ပေါ်မှာပါအမိုက်တွေရှုပ်ပွနေတာတွေ့ရတဲ့တော်တော်ဆိုးပါလားဒီလူတွေကစားတောက်သွားရုံနဲ့မကဘူးအမိုက်ပါဖွာသွားတယ်ငါရှင်းလိုက်အောင်ပါပဲဒါနဲ့သူလဲအမိုက်တွေရှင်းလင်းပြီးအိတ်လိုက်ပါတယ်ဒီလိုနဲ့နောက်တစ်နေ့လယ်ထဲကပြန်လာတော့လေစားစရာတွေကုန်ယုံသားမကအိမ်ထဲကပစ္စည်းတွေပါပြောင်းဆန်နေတာတွေ့ရတဲ့ဒါပေမဲ့သူဟာစိတ်ဆိုးဒေါသမဖြစ်ပဲသူ့ဘာသာသူပြန်ရှင်းပြီးပြန်ရှင်းလင်းတယ်နောက်နေ့တစ်နေ့မှာတော့သူဟာအကြံရသွားတယ်ဒါနဲ့ဘသူလောက်တာလဲသိကြတာနဲ့ထမင်းဟင်းတွေချက်ပြုတ်ပြီးလယ်ထဲကိုမသွားပဲခြံဝမှာထားတဲ့စင်အိုးထဲဝင်ပုန်းနေတယ်နေ့လယ်ရောက်တော့စင်အိုးထဲကနေသူ့အိမ်ကိုချောင်းကြည့်လိုက်တယ်ဒီအခါသူ့အိမ်ထဲမှာအင်မတန်ချောမောလှပတဲ့မိန်းကလေးကိုတွေ့လိုက်ရတယ်ဒါနဲ့စင်အိုးထဲကအသာထွက်ပြီးသူ့အိမ်ပေါ်ကိုပြေးတက်သွားတာပေါ့ဟေးအိမ်ပေါ်ကဘာတူလဲဘာလုပ်နေရလဲဒါပေမဲ့အိမ်ထဲကိုကြည့်လိုက်တော့တန့်ရှင်းထားပြီးထမင်းဟင်းတွေကိုပြင်ဆင်ထားတာကိုတွေ့ရတယ်။အော်ရှင်းကကျမကိုတွေ့သွားပြီပေါ့။တကယ်တော့ကျမဟာမိုးနတ်မင်းကြီးရဲ့သမီးတော်တစ်ယောက်ပါ။ရှင်ဟာရိုးသားကြိုးစားပြီးဇနီးမယားလည်းမရှိတာတွေ့ရလို့ကျမကကူညီချင်လို့လာတာပါ။မကူညီခင်မှာရှင့်ရဲ့စိတ်ကိုစမ်းတဲ့သဘောနဲ့နေတိုင်းအခုလိုလုပ်တာပါ။ဒီနေ့တော့ရှင့်ရဲ့တီးခံနိုင်တဲ့စိတ်ကိုတီးသွားလို့မနှောက်ယှက်တော့ပဲအခုလိုကူညီလောက်ကင်ပေးတာပါ။ဒီအခါလယ်သမားလေးကချောမောလှပတဲ့မီးမပြူလေးကိုသဘောကျသွားတယ်။မိုးနတ်မင်းသမီးသည်လယ်သမား၏ရိုးသားမှုကိုယုံကြည်ပြီးသူနှင့်အတူအိမ်တော်ပြုနေထိုင်ရန်တဘောပြုခဲ့တယ်။သူတို့နှစ်ဦးသည်အိမ်တွင်း၌သာအတူတူပျော်ရွှင်စွာနေထိုင်ခဲ့ကြတယ်။မိုးနတ်သမီးသည်အိမ်ထဲမှာပင်နေထိုင်ပြီးလယ်သမားလေးအတွက်ဟင်းလျာများချက်ပြုတ်ကျွေးမွေးကာပြုစုယူရခဲ့တယ်။တနေ့တွင်လယ်သမားလေးသည်သူ၏တငယ်ချင်းများကိုကြွားဝါလိုစိတ်ပေါ်လာသည်သူတွင်အလွန်လှပသောဇနီးတဲ့တဦးရှိကြောင်းတငယ်ချင်းများကိုပြောပြလိုက်တော့လေတငယ်ချင်းများကမယုံကြည်ပဲလှောင်ပြောင်ကြတယ်ထို့ကြောင့်လယ်သမားကအမှန်တကယ်ရှိကြောင်းသက်သေပြရန်အတွက်တငယ်ချင်းများကိုအိမ်နောက်ဘက်ခြံစည်းရိုးအနားသို့ခေါ်လာပြီးချောင်းကြည့်ခိုင်းတယ်သို့တော့သူမကအရေးကြီးသောကတိတစ်ခုတောင်းခဲ့တယ်၎င်းမှာသူမအားမည်သူမျှမမြင်စေရပဲတစိမ့်များအားသူမအကြောင်းကိုလုံးဝထုတ်ဖော်မပြောရန်ဖြစ်တယ်။အကယ်၍လူတွေတည်သွားပါကသူမနှင့်လက်သမားလေးတို့သည်နောက်ဘယ်သောအခါမှဆုံတွေ့ရတော့မည်မဟုတ်ကြောင်းတတိပေးခဲ့တယ်။မိုးနတ်မင်းသမီးသည်တစိမ့်တငယ်ချင်းများချောင်းကြည့်နေသည်ကိုတည်သွားသောအခါလက်သမားလေးကတိပြတ်သွားပြီဖြစ်ကြောင်းနားလည်သွားသည်။သူမသည်ရှက်ရွံ့ဝမ်းနည်းစွာဖြင့်ချက်ချင်းပင်အိမ်ထဲသို့ပြေးဝင်သွားပြီးလူပြည်မှပြန်လည်ပျောက်ကွယ်သွားခဲ့သည်။လယ်သမားလေးသည်သူမကိုအိမ်အနက်လိုက်ရှာဖွေတော်လဲ
သူမဝတ်ဆင်ခဲ့သည့်အဝတ်အစားတစ်ခုသာတွေ့ရှိတော့သည်နောက်ဆုံးတွင်လယ်သမားလေးသည်မိမိ၏ဂတိမတည်မှုကြောင့်ချစ်လှစွာသောဇနီးနှင့်ကွဲကွာသွားရာကနောင်တကြီးစွာဖြင့်ကြံ့ရစ်ခဲ့ရလေသည်